ဝန်ကောအမြင်တော်လို့ထိုင်းနိုင်ငံမှာလုပ်ငန်းရဲ့ဆိုင်ရာတော်မေဖူပန်နာအလုံးမေမင်္ဂလာပါဖူပန်နာလုပ်ငန်းဟာဆိုရင်တော့2012ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့အစာဟတောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီးစတင်ချိန်မှာတော့ဘန်ကောက်မြို့မှာပဲစားတောင်းဆိုင်50လောက်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ချာရီမီသူတို့ရဲ့လုပ်ငန်းဟာတဖြည်းဖြည်းအမြင်လာခဲ့ပြီးတော့2016ခုနှစ်မှာဆိုရင်ထိုင်းနိုင်ငံကစားတောင်းဆိုင်ပေါင်း1600ကျော်နဲ့လက်တွဲလာနိုင်ခဲ့ပါတယ်။ထိုင်းနိုင်ငံပြည်내အားလုံးမှာလုပ်ငန်းဖြန့်ကျက်နိုင်တဲ့ပထမဆုံးသောစားတောက်ပို့ဆောင်ရေးလုပ်ငန်းဖြစ်နေလေရှက်တီလာနိုင်ခဲ့ပါတယ်။ကိုဗစ်ကာလမှာတော့လူတွေပြင်မထွက်ကြဘဲနဲ့အိမ်ကနေပဲစားတောက်တွေမှယူကြရင်ဖူးဖန်တာရဲ့အကောင်းဆုံးအချိန်လေးဖြစ်လာခဲ့ပါတယ်။ဂျာဗီမီ2024ခုနှစ်ကစားလို့ထိုင်းနိုင်ငံမှာဆိုရင်ဘန်ကောက်ချင်းနဲ့ရင်ဆိုင်ခဲ့ရပြီးတော့အခုဆိုရင်ထိုင်းနိုင်ငံမှာဖူးဖန်တာရဲ့လုပ်ငန်းရက်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။2024ခုနှစ်မှာတော့ဖူပန်နာရိုက်တာတူဟာဒီမိုကရေစီအရေးအတွက်ဆန္ဒပြခဲ့ပြီးတော့အဲ့လိုသမားကိုဖူပန်နာဘက်ကအစမ်းဖက်သမားတူအနေနဲ့ဆက်ဆံကအလုပ်ဖြုတ်ပြခဲ့တော့လားဒီလိုရက်ကတိုင်းပြည်သူတွေကိုအမျက်ထောသားထွက်စေခဲ့ပြီးတော့ဖူပန်နာကိုဘန်ကောက်လောက်တာရီစတင်ခဲ့ပါတယ်ထိုင်းပြည်သူတွေရဲ့ဘန်ကောက်လောက်တာကအောင်မြင်ခဲ့တဲ့လူတွေပြောလို့ရှာပြီးတော့ထိုင်းမှာဖူပန်နာရဲ့လုပ်ငန်းတွေကထိုးကျသွားခဲ့ရပါတယ်ထိုင်းစားတောက်ပို့ဆောင်ရေးလုပ်ငန်းမှာတစ်ချိန်ကချုပ်ကင်နိုင်ခဲ့တဲ့ဖူပန်နာဟာ15ရာခိုင်နှုန်းလောက်သာနေရာရှာတော့တာဖြစ်ပြီး Grab Food က39ရာခိုင်နှုန်းလိုင်းမဲဝန်နိုင်က44ရာခိုင်နှုန်းနဲ့ထိုင်းနိုင်ငံရဲ့အားမြေဆုံးစားတောက်ပို့ဆောင်ရေးလုပ်ငန်းဖြစ်လာခဲ့တာပါနောက်ဆုံးမှာတော့ဖူပန်နာရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Delivery Hero ကုမ္ပဏီကထိုင်းနိုင်ငံမှာလုပ်ငန်းရဲ့ဆိုင်ဖို့တွေဆုံးဖြတ်လိုက်ရှာပါ၏ထိုင်းနိုင်ငံကဖူပန်နာ၏ဝန်ဆောင်မှုတွေကိုလာမင်းမီလာ23ရက်နေ့မှရက်ဆိုင်ပေါ်တော့မှာဖြစ်ကြောင်းသုံးဆွဲသူတွေကို F ကနေတစင်အတိပေးလာခဲ့ပါ၏။ Delivery Hero ဟာထိုင်းမှဝန်ထမ်းတွေကန်စတန်မာရီလက်ဒရဗော်ရီနဲ့ရိုက်တာတွေကိုကြီးစိုးတင်ပါ၏။အခုလိုအသင်ကူးပြောင်းရေးကာလမှာ၎င်းတို့ကိုကူညီထောက်ပံ့မှာဖြစ်ပါ၏လို့လေကုမ္ပဏီဘက်ကထုတ်ပြန်ကြေညာလာခဲ့ပါ၏။ပြီးခဲ့တဲ့နေ့ကလေးကအခက်အခဲတွေရှိနေကြတဲ့ Delivery Hero ကုမ္ပဏီဟာသူတို့ရဲ့လုပ်ငန်းစုတစ်ဝက်ကိုထုတ်ရောင်းဖို့တွေပြင်ဆင်ခဲ့ပါပြီ။ဖူဗန်နာရဲ့လုပ်ငန်းစုကိုဝယ်ယူဖို့ပြန်ဘက်ဂရက်နဲ့တရုတ်ကုမ္ပဏီတွေကစူးစမ်းခဲ့ကြရလို့လည်းသိရပါပြီ။ဒါပေမဲ့ဝယ်သူတွေနဲ့ညီနိုင်မှုအဆင်မပြေခဲ့တာကြောင့်အရှောင်းဝယ်တော့ဖြစ်ခဲ့ပါဘူး။ထိုင်းနိုင်ငံမှာဖူဗန်နာလုပ်ငန်းရှင်နာမှဆိုပြီးမဲ့ Delivery Hero ကုမ္ပဏီကသူတို့ရဲ့ regional တီးကိုဆက်ထားရှိမယ်လို့သိရပါတယ်။နောက်ပြီးတော့ Pacific ဒေသတွေကသူတို့ရဲ့လုပ်ငန်းတွေကိုတော့ဆက်လက်လက်ပတ်သွားမှာပဲဖြစ်ပါ၏။ကုမ္ပဏီရဲ့ writer ပေါ်မှာချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကနေလုပ်ငန်းထိခိုက်နေတာတဲ့ထိပါချစ်သွားခဲ့ရတာပါ။နောက်ပြီးတော့ထိုင်းလူမျိုးတွေရဲ့စစ်စစ်လုံးလုံးနဲ့မိုင်းကောလုံးခဲ့တာကြောင့်လေအတိမဲ့ပြူမှာဖြစ်ပါ၏။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါ၏။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာချလို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမိချပါနေအောင်ရှင်။အာဘီနာစင်ကကြရင်ပရိသတ်တယောက်ချစ်စီတိုင်းနေကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမြတ်တာပို့တာရင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်